တော့ဒီမှာ switch ကလေးပါသေးရဲ့ဆရာခုချက်ချင်းပြန်ထိုးရင်တော့163စက္ကန့်စောင့်တယ်အဲ့ကောင် bypass လုပ်ချင်ဒီငုတ်ကလေးနှုတ်ကို short လုပ်လိုက်မှာဒီကောင်းနော်ဟုတ်တယ်အဲ့ကောင်လေးကို short လုပ်လိုက်တာနဲ့တောက်ဆိုပြီးတော့လုပ်ဒီကတော့တက်ပြီးလုပ်တာပါဒီမှာဆရာဒါဆိုရင်120သူအဲ့အများအားကောင်းထောင်းလုပ်ပေးတာ capacitor ဟောင်းဒါနှိပ်လိုက်ရင်5စက္ကန့်ဖြစ်သွားပြီโอเคโอเคဒီကောင်ကဒီကောင်ဒါ operate လုပ်တာ switch နဲ့ဟုတ်တယ် switch ဒီ switch လေး switch လေးဒီကောင်ဟို delay ကို break down လုပ်တယ်ကောင်ပြီးသွားရင်ဒီမှာကျသွားပြီ175ဆိုတော့သူ off time delay တက်ပါတယ် compressor စောင့်ရုံလိုက်တဲ့အချိန်မှာ2စက္ကန့်လောက်သူစောင့်ပေးတယ်တကယ်ကျသွားတော့မှဖြတ်ချတယ်တော့ကြာသွားလဲဆရာမလေးဒီက80လောက်ထိပုံမှန်အလုပ်လုပ်တယ်သူ supply ကတော်တော်လေးကောင်းတယ်ကောင်း supply ပြန်တက်လာလို့195အထက်ရောက်ပြီဆိုရင်193 195ရောက်ပြီဆိုတော့ဒါ delay ကတော့သူရှိနေပါတော့ဟိုမီးပြတ်တဲ့ချိန်ကြာရင်တော့မလိုဘူးဟိုဖြတ်ထားတဲ့ချိန်ကြာရင်မလိုဘူးဒါဆိုရင်ဒီကောင်နှိပ်လိုက်ရင်ဒါ5စက္ကန့်လာပါ5စက္ကန့်နော် over လဲအဲ့တိုင်းပဲ245သူကသူ auto ချိန်ပြီးသား245နော် over ဖြတ်သွားရင်နော် over ဖြတ်သွားပြီတက်လဲခံတယ်260လောက်ထိ AC ပဲပေါက်တော့ထွက်တာမရှိဘူးနော်ဒီပုံမှန်မီးပြန်ရောက်ပြီဆိုရင်သူအဲ့ capacitor ဟာကိုကျန်တဲ့ store ကိုဟိုလုပ်တယ်ကောက်တော့လုပ်တယ်ဒါလေးနှိပ်ပေးလိုက်5စက္ကန့်ဖြစ်သွားဟိုရိုး analog ဟိုဟာတွေလိုမျိုးနှိပ်လိုက်တာတစ်ခါတန်းကတ်သွားတာမျိုးဟုတ်တယ်ချက်မကတ်ဘူးနော်သူကစက္ကန့်လေးနဲ့ဟုတ်တယ်တော်တော်လေး safe ဖြစ်တဲ့ safe ဖြစ်တယ်နော်သူကလုံးဝ safe ဖြစ်တဲ့ circuit လေးပဲနော်ဟုတ်တယ်ဟိုရှေ့ရဟာတွေမှာထုတ်တဲ့ဟာတွေကပြန်လာတဲ့